ကြာတာပရင်းနေမွေးဖွားသူလေးတွေအတွက်လက်တလောမှာကိုကငွေရှာတွေဘလောက်ကောင်းကောင်းဝင်ငွေတွေဘလောက်ကောင်းကောင်းပေါ့နော်လက်ထဲမှာငွေမမြဲဘူးဆိုကြောင်းအရာအတွက်တဲတော့ကနေပေးမယ်လမ်းညွှန်ချက်တွေကိုပန်းစုလို့ယူကြရအောင်နော်အဲ့တော့ပထမဆုံးအနေနဲ့ကြာတာပရင်းနေမွေးဖွားသူလေးတွေကလက်တလောမှာငွေကြေးစွမ်းအင်ပါဖြစ်နေမလဲစစ်ဆော့စကတ်တဲ့စစ်ဆော့စကတ်အရာဆိုလို့ရှိရင်တော့ကြာတာပရင်းနေမွေးဖွားသူလေးတွေကတော့ငွေကြေးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့ပေါ့နော်ပြည့်ပြည့်စုံစုံပြည့်ပြည့်ဝဝရှိတဲ့သူများမယ်နော်ဒီမှာလာကြည့်နေတဲ့သူတွေဒီလူအရန်များတာဖြစ်တဲ့အတွက်ကြောင့်ဒီ energy ဒီအားလုံးအတွက်တော့မဟုတ်ဘူးပေါ့နော်တချို့တော်တော်လေးကိုပြည့်စုံပြေဝတဲ့သူလေးတွေပါဝင်မယ်ငယ်ကလေးကနေပြီးတော့အစဉ်အဆက်ဒီလိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်အချမ်းသာကြီးမဟုတ်ရင်တော့မှပဲအလုံးလောက်စွာနေထိုင်ခွင့်ရရှိခဲ့တဲ့သူတွေအများသောအားဖြင့်ပါဝင်ပါလိမ့်မယ်ပေါ့နော်ပြီးတော့ကိုယ့်အတွက်အထောက်အပံ့တွေအများကြီးရရှိစေခဲ့တာလည်းဖြစ်လိမ့်မယ်စိတ်ပိုင်းဆိုင်ရာနဲ့ဖြစ်စေနောက်တစ်ခါငွေကြေးပိုင်းဆိုင်ရာနဲ့ဖြစ်စေလက်တလုံးမှာလည်းအဲ့ဒီငယ်စဉ်က energy လေးတွေခုချိန်မှာလာပြီးတော့လွှမ်းမိုးနေတာလေးကိုတွေ့ရတယ်ငယ်စဉ်မှာအထောက်အပံ့ရခဲ့ဘူးတဲ့ energy လေးတွေခုချိန်မှာလာပြီးတော့လွှမ်းမိုးနေတယ်ပေါ့နော်ဒီမှာမြင်ရသလောက်ဆိုလို့ရှိရင်တော့ပန်းတွေပွင့်နေတော့ abundant energy တစ်ခုခုလာပြီးတော့ခံစားမိတာလေးကိုတွေ့ရပါတယ်အဲ့တော့လက်တလုံးမှာကြာတာပရင်းနေမွေးဖွားသူလေးတွေတဲ့ငွေကြေးအဟန့်အတားဖြစ်စေတာဘာဖြစ်မလဲ The star တဲ့တဲ့ရဲ့ကျွမ်းကျင်မှုတဲ့ရဲ့တဲလန်တဲ့ရဲ့တောက်ပမှုပေါ့နော်တဲ့စီကိုရင်းထဲမှာရှိနေတဲ့အရာဒီအရာကဘယ်သူမှလာပြီးတော့တင်နဲ့လာပြီးတော့ပြိုင်ပြီးလုံးလို့ရတဲ့အရာမျိုးမဟုတ်ဘူးတဲ့ကိုရင်းထဲကထွက်လာတဲ့စွမ်းအင်တစ်ခုခုကနေရရှိရောက်ရှိမဲ့ငွေဝင်လန်းတွေရှိတယ်အဲ့ဒါကိုတင်ကပိတ်ဆို့မထားနဲ့နော်အဲ့ဒါကိုပိတ်ဆို့မထားနဲ့တဲ့ရဲ့တဲလန်တွေကိုအသုံးချလိုက်ပါပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဒီမှာလာကြည့်နေတဲ့သူတွေတော်တော်များများမှာတချို့ terror reader တွေလည်းပါရင်ပါမယ်တချို့ပေါ့နော် spiritual ဘိုင်းလုံးနေတဲ့သူတွေလည်းပါရင်ပါမယ်ဒီလိုလူမျိုးတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ intuition နဲ့အလုံးလုံးကြရတဲ့လူမျိုးတွေပြောရမယ်ဆိုလို့ရှိရင်တော့ဉာဏ်စခန်းနဲ့အလုံးလုံးကြရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ကိုယ်အသုံးချသေးတဲ့အရာတွေထပ်မံပြီးတော့အသုံးချပါလို့ပြောချင်တယ်တချို့ကဒီဉာဏ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အသုံးချရမှာကိုအသုံးမချရသေးတဲ့အတွက်ကြောင့်မလို့အဲ့ဒီနေရာကနေဝင်လာမဲ့ abundant နေရာဒီမှာလာပြီးတော့ကျွယ်ဝမှုတွေပေါ့နော် abundance ဆိုတာကျွယ်ဝမှုတွေကဒီမှာလာပြီးတော့အဟန့်အတားဖြစ်စေတာတွေကိုပြနေတယ်။တင့်ရဲ့ star energy ကိုအသုံးချပါနော်။မကြမီတင့်ရှိကိုရောက်ရှိလာမယ်ငွေကြေးအခွင့်အလမ်းတစ်ခုဆိုရင်ဘာဖြစ်မလဲ။ two source တဲ့ရွေးချယ်စရာနှစ်ခုခုအခွင့်အလမ်းနှစ်ခုခုလမ်းကြောင်းနှစ်ခုခုတင့်စီကိုရောက်ရှိလာနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲတင်ကပြတ်သားစွာရွေးချယ်ဖို့တော့လိုမယ်။ဝေဝါးမနေဖို့တော့လိုမယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကဓာတ်နှစ်ချောင်းကပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြတ်သားတဲ့စွမ်းရည်တကူတော့လိုမယ်အဲ့ဒီအချိန်ကြာလို့ရှိရင်ကိုကရွေးချယ်မှုနှစ်ခုလာပေးလိုက်ပြီဆိုတဲ့အခါကြာလို့ရှိရင်ဖြာများသွားပြီးတော့မှလှုပ်ဆောင်ချက်အမှားတွေမဖြစ်စေဖို့တော့အထူးဂရုစိုက်ဖို့လိုပါမယ်เนาะဒါကတော့အခွင့်အလမ်းအနေနဲ့ရွေးချယ်မှုနှစ်ခုတွေလာပြတတ်တယ်เนาะအဲ့ဒါလေးဂရုစိုက်ပါအဲ့ဒီတော့ငွေဝင်လန်းတွေပုံပွင့်လာစေဖို့အတွက်ဘာကိုအာရုံစိုက်တင်တယ်လဲဆိုတာလေးကိုကြည့်ရအောင်Queen source ကပါ Queen source က energy အရာဆိုလို့ရှိရင်တော့ကြာတာပရင်းနေမွေးဖွားသူတွေက Queen energy ရှိပြီးသားဒါကြောင့်မလို့တင်တို့စီမှာရှိနေပြီးသား leadership စွမ်းအင်တွေเนาะနောက်တစ်ခါဥဆောင်နိုင်စွမ်းရှိတဲ့အရာတွေကိုယ့်ရဲ့ခိုင်မာတဲ့အရေးချင်းတွေကိုတည်တည်ချာချာအသုံးချပါเนาะရှေ့က star energy လိုပဲကိုဆွဲမထုတ်ရသေးတဲ့ energy တွေကိုတည်တည်ချာချာဆွဲထုတ်အသုံးချပြီးတော့မှလှုပ်ဆောင်ပါဒီနေရာမှာပြောချင်တာကတော့ကိုအားတာတာနဲ့အားမတာတာကိုသိချာကြည့်ရမယ်เนาะတခါလေကြားလို့ရှိရင်ပန်းစုတွေကကိုအားမတာတဲ့အရာတွေပေါ်မှာတော်ပြီးတော့လုံးမိတတ်တာတွေရှိတယ်ဒီမှာဓာတ်နှစ်ချောင်းကတ်ထွက်လာလို့ဒီ intuition ရထားကိုပြောတာပေါ့နော်ဓာတ်နှစ်ချောင်းကတ်ဒီကိုကအခွင့်အလမ်းနှစ်ခုတွေပြင်လာတဲ့အခါကြားလို့ရှိရင်တခုခုကပေါ့နော်သူများတွေလုံးလို့အလုပ်ကောင်းနေတဲ့အချိန်မှာငါလည်းဒါလေးလိုက်လုပ်ချင်ကောင်းမလားဆိုတဲ့အခါမှာကိုယ်နဲ့မကိုက်ညီတဲ့လမ်းတွေဖြစ်နေရင်ကိုယ့်အတွက်အချိန်တွေလည်းကုန်တယ်စွမ်းရည်တွေလည်းကုန်တယ်ပြီးရင်ငွေကြေးတွေလည်းကုန်တယ်ပေါ့နော်အဲ့ဒါမျိုးတွေမဖြစ်ဖို့လုံးဆောင်ချက်အမှားတွေမဖြစ်ဖို့ဒါလေးကိုသတိပြုပါတခုရှိတာကတော့ကိုကခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ကိုယ့်ရဲ့အားသာချက်ကိုတည်တည်ချာသိပြီးလုပ်တဲ့လုပ်ငန်းစဉ်တွေကနေပြီးတော့မှတင်တို့အတွက်ငွေကြေးအခွင့်အလမ်းတွေရရှိရောက်ရှိပါလိမ့်မယ်ဒီလမ်းညွှန်ချက်ကိုလိုက်နာပြီးပြီဆိုတဲ့အခါကျလို့ရှိရင်တင့်အတွက်ဘယ်လိုမျိုးရလဒ်တွေတွေ့မြင်ရမလဲဆိုတာကိုကြည့်ရအောင်နော်two source pentacle ရဆိုလို့ရှိရင်တော့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှ balance ဖြစ်လာမယ်ဆိုတာလေးကိုတွေ့မြင်ရပါတယ်အခုချိန်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှငွေဝင်သလောက်မမြဲဘူးဆိုတဲ့ energy တွေကဒီလမ်းညွှန်ချက်တွေအစဉ်စဉ်ကိုတည်တည်ချာချာလှုပ်ဆောင်ပြီးတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးပေါ့နော်နှစ်ဖက်ကိုကင်တွယ်နိုင်သွားလိမ့်မယ်ငွေဝင်တလောက်လဲငွေအထွက်မကျန်းတော့ဘူးနောက်တစ်ခုကဆိုလို့ရှိရင်တော့ငွေနဲ့ထွက်ငွေမျှတတာအပြင်ကိုမှပိုရှန်လာတာမျိုးတွေပေါ့နော်ဒါမျိုးလေးတွေဖြစ်နိုင်မယ်အဓိကကတော့ကိုဘဝမှာငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြုတ်ကျမသွားအောင်ထိန်းနိုင်နေဆိုတဲ့เนาะ balance ဖြစ်တဲ့အနေအထားလေးတစ်ခုကိုတော့ထိန်းနိုင်သွားလိမ့်မယ်ဆိုတာတွေ့မြင်ရပါတယ်เนาะကဲဒါဆိုလို့ရှိရင်လေ energy မကိုက်တဲ့ကြာတာလေးတွေမွေးဖွားသူလေးတွေကလမ်းညွှန်ချက်တွေလုံးဝယူစရာမလိုပါဘူးတကယ်လို့ energy တစ်ခုခုများကိုက်ညီမှုရှိတယ်ဆိုတဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးပိုင်းဆိုင်ရာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုအသေးစိတ်ပြောပြပြီးတော့မှပန်းစုရှိ package လေးတစ်မျိုးကိုရွေးချယ်ဝယ်ယူပြီးတော့မှ personal reading အနေနဲ့လာရောက်ပြီးတော့မြင်မြန်နိုင်ပါတယ်ကျေးဇူးပါဆရာမပန်းစုပါ